Hello everyone ဒီနေ့မှာကကြတော့ခရီးသွားတွေညဖက်ရမ်းကိုလာများတဲ့နေရာတနေရာကိုကျွန်တော်ရောက်နေပါတယ်အဲ့ဒီနေရာကဘာနေရာလဲဆိုတော့ကျွန်တော်တို့လိုက်ကြည့်ရအောင်โอเคဒီမှာဆိုရင်ကျွန်တော်တို့အထက်ဖက်နေဝင်လာတော့ဗောနော်ကျွန်တော်ဒီမှာဆိုနောက်ဖက်မှာမြင်နေရတဲ့ဈေးတိုင်းပေါ့နော်ဝါလူတွေအများကြီးပဲဒီမှာကျတော့ဒီစားတော့ဆိုင်တွေများတာပေါ့နော်ဒီပြောမှာ street food တွေများတာပေါ့နော်ဈေးတိုင်းပေါ့ဒီနေရာကိုလူတွေတားလာများကြတယ်ထိုင်းတွေရောပြီးရင်ဒါတရုတ်တွေရောလာများကြတာပေါ့နော်ချားဘာလေရှိတယ်ဆိုတော့ကျွန်တော်တို့လက်ကြည့်ကြအောင်အခုဆိုကျွန်တော်တို့ဒီဆန်နိုင်ဆန်မင်းလောက်ရှိပေါ့နော်ကျွန်တော်ပြေးလာပြီးဒီနေရာကိုရောက်လာခဲ့တယ်ဒီမှာကျတော့လူတွေအရန်စီတာပေါ့နော်ဒါဆိုကျွန်တော်ပြရမယ်ရှေ့ဘက်မှာဆိုမှာကျတော့မော်လေးပါပြီးဒီမှာထိုင်ပြီးစားလို့ရတယ်သူတို့ထိုင်ကောင်းလေးချောင်းပေးထားတယ်ဆိုတော့လူတွေကတော့မော်လေးပါလို့ပါပြီးသူတို့ထိုင်ပြီးဆေးလာစားကြတာပေါ့နော်ဒီမှာဆိုရမ်းကိုများတယ်လူတွေရမ်းကိုများတယ်ဝေါဒီမှာကျွတ်စေဦး Say hello ဒီမှာဆိုဘယ်တော့စားတော့ဆိုင်တို့ဒီအေးဆိုင်တို့ဟောဒီမှာစားတော့ဆိုင်ရမ်းကိုများတယ်ညဖက်တကယ်လို့ဆော်နဲ့ဘဲနဲ့မော်ဟေတကယ်ချင်းနဲ့ပြည့်အဲ့လိုမျိုးညဖက်ဒိတ်ချင်ဆိုဒီလိုမျိုးနေရာကိုလာသိပါတယ်စားစရာလေးလည်းညမ်းတယ်များတယ်ဆိုတော့အစားလည်းရှိတော့နော်ဒီမှာဆိုครับว้าတနေရာတဲ့နဲ့ပေါ့နော်အားလုံးပြည့်စုံနေတယ်ဒီတနေရာတဲ့ဟုတ်လားရင်ခင်ဗျားတို့အားလုံးပေါ့နော်ပျော်စီရမယ်ဘာဖြစ်လဲဆိုတော့ဒီမှာအစုပ်ရှိလို့ပေါ့နော်ကျွန်တော်ဘာဖြစ်ဘာမှမဝယ်လဲဆိုတော့ကျွန်တော်ပတ်စံမပါလို့ပေါ့နော်စားကြည့်ရတယ်အများကြီးပဲဒါပေမဲ့ကျွန်တော်မှပတ်စံမပါလာဘူးအဲ့တိုင်းပဲကျွန်တော်လမ်းလျှောက်ပြီးတော့ရှောက်လိုက်ကြည့်နေတာပေါ့နော်ဒီမှာဆိုကြည့်လူတွေရမ်းအောင်များတော့နော်ဒါအကြတော့ပြင်ဖက်ပါပေါ့နော် Hello Hello brother How are you Hello sorry ครับ Hello Hello ဒီတော့ဘာလို့ကောင်းအောင်ဖြေပေးပါဦးဘာလို့တော့တကယ်လို့ခင်ဗျားတို့ရောအဲ့ဒီနေရာကိုအလဲသွားချင်လဲဆိုရင်ကျွန်တော်ဒီမှာ location လေးပို့ပေးထားပါမယ်ပြီးရင် comment အောက်မှာရောကျွန်တော်ရေးပေးထားပါမယ် Thanks million for watching see you next video တော်တော်လာပါ